လော်တော်သားစကားကတော့ဆရာတော်ကလှမ်းကြုံမတင်ချင်ဘူးစကားမများပါဘူးဆိုတဲ့ဂတိနဲ့လိုက်ခွင့်တော့ပြုတ်လိုက်တဲ့လမ်းမှာဖွက်တကောင်ဖြတ်ပြေးတာတွေ့တော့ဆရာတော်ကဒွေးအောင်တတဝါဒီများကြောရိုးတဲရှည်တကိုးလို့ပြောတာကိုလော်တော်သားကဒွေးအောင်တတဝါတိုင်းကြောရိုးရှည်ရမယ်ဆိုကနန်းတွေဆိုယထာတွဲလို့ညီမှာဗျာလို့ကတ်တဲ့ဆရာတော်မျက်စောင်းထိုးတော့လှော်တော်သားငင်ပုသွားရောတဏီယာရောက်တော့ရေတိုက်စားလို့ကမ်းပါပလိုနေတာအောင်မြင်တော့တန်ဆောင်နဲ့ရေဆောင်ထဲဆိုတာအဲ့ဒါပေါ့လို့ဆိုပြန်တဲ့လှတော်သားပါဇက်ပြန်လိုက်သေးတယ်နောက်မှပြန်ထိမ့်ပြီးနေလိုက်တယ်မနေလေနွားရိုက်တဲ့ချင်းကသူ့ကြောကိုထိမှာကိုလမ်းခုလက်မှာလှဲကိုရက်ဆရာတော်ကိုလည်းစွမ်းကပ်ဖို့နဲ့နွားတွေလည်းအနားပြင်းဇရက်တစ်ခုမှာစခန်းချကြတာလေဆရာတော်ကဟေ့ဟဲ့ကမင်းလည်းအလကားမနေနဲ့တွားရေနွေးတီဖို့ထင်းရှာချီလို့ဆိုတော့ထွက်သွားတယ်တော်တော်နဲ့ပြန်မရောက်ဆရာတော်ကစွမ်းပူးပြီးတော့ရေနွေးတောက်ချင်နေပြီလိုက်သွားကြည့်တော့မှထင်းတုံးကိုရေနဲ့လောင်းနေတာတွေ့ရတယ်မီးကြည့်တော့ဆရာတော်ပဲတန်ဆောင်ထက်ရေဆောင်ထက်ဆိုအားဒါကြောင့်ဓာတ်နဲ့မခွဲပဲရေနဲ့ပတ်ခွဲနာလို့ဖြေတယ်ဆရာတော်လည်းသူ့စကားနဲ့သူဆိုတော့အန်ကြည့်နေရတယ်ရေနွေးမတော့ရတော့စိတ်ကမကြည်နှက်ဘူးဒါနဲ့သူ့တကာကတ်တဲ့သင်္ဘောတီလီအင်ချိုတဲ့ရင်ပင်မြက်ဒီများတဲ့ချိုတကိုးကွက်အကျိုးရေရွတ်တဲ့ဆရာတော်စွမ်းကျန်ကိုကပ္ပိယနဲ့အတူဝါနေတဲ့လှတော်သားကကိုက်လက်ဆငရုတ်တီးမြဲလေးထောင်ပြတဲ့ဆရာတော်ဒေါသဒီဂရီကမရတော့ဘူးနွားရိတ်တဲ့ကျင်းပြီးဆွဲသည်ကြောကော့အောင်စော်တော့တယ်ဒါတောင်လှတော်သားကမမှတ်သေးပဲယရနာနှစ်ပါးကဲတော်မူပါလို့အော်တဲ့ယရနာဆိုတာ၃ပါးရှိတာဟာကဲဟာနဲ့ဆက်တီးတာယတနာကပားကကုတ်စော်နေတာဘလို့လုတ်ကဲနိုင်မလဲဗျာလို့ပြန်လျှောက်လေတဲ့